တွေတွားတက်လိုက်အောင်မယ်ညနေလည်းတက်ပြီးသွားပြီဆိုတော့ဒီနေ့မာရှာနဲ့အမွေစိန်နဲ့ဝဲဝအိမ်ကိုတွားမယ်အင်ဂျီလေးပါလဲလိုက်အောင်မယ်โอเคလဲပြီးသွားပြီဆိုတော့ဟိုဘက်ခံသွားမယ်စပင်တော့ငါပြင်လိုက်ကင်မရာဘယ်လိုလိုက်ကင်မလဲတော့မသိဘူးဆိုင်မှာပဲစပင်တွားညှိလိုက်ကင်မရာမသိဘူးငါညက်တက်တာမဟုတ်ဆိုလေဆိုင်ရဘယ်နားလေးမှလည်းမသိဘူးကားလေးနဲ့တွားမယ်တေးပါပြီဟာလမ်းနေတာမားကုန်ပြီဟေးကားလေဟိုဖေးရိုင်လိုက်ဒီဖေးရိုင်လိုက်နဲ့မလဲဆိုင်ကရေရှိမှလူတော့တိုက်လို့မရတေးပါအောင်မယ်မှားတော့တေးပါပြီတော့ဒီဖက်မှာလားဟုတ်တယ်ပါတေးပါလေတော့ဘယ်နားလေးရောက်နေတာအဆိုင်ဟဲ့လောက်ကြပါတပက်တော့ပတ်ပြီးပါအော်မတွေ့ပြီအဲ့ဆိုင်ပဲလားမသိပါဘူးမြင်တော့အောင်မဝဲဝအိတ်သွားဖို့ပါဆိုမှလီကဲဟိုမှာအမိုင်းကျမလေးကုတ်ခေါင်းလေးညက်ပေးပါလားနော်ဒါလားတူလေးပေါ့နော်အဲ့လေးညက်ပေးပါဟုတ်ကဲ့ပါကျမညက်ပေးမယ်နော်ဟုတ်ကဲ့ဘာမှစပင်းနေနေရပဲနေပါโอเคအမအဲ့ဒါဆိုစင်ပြေလိုက်ရှင်လေခဏလေးနော်ဟုတ်ကဲ့အဆင်ပြေပါရဲ့အမသွားလိုက်အောင်မနော်စပင်းတော့ရန်တော့တွားပြီပဲလူရောโอเคရရင်ငါဘာလို့လောက်ကမ်းမလဲဟာဖဲစမ်းမာဒီတော့ရတိုင်းမထားတော့မယ်ကလစ်ကိုပြန်ပြောင်းရမယ်ဒီလောက်ဆိုအဆင်ပြေပြီဆိုသွားမယ်လာ
နိုင်ဝဲလောက်ကြတော့အခါမလေးမောလိုက်တာလက်ရှော့ပြီလားတန်လေးပါဝင်ကုန်ပြီဟိုမလာမသိဘူးအမြတ်တော့အောင်မလက်ရှော့ရတယ်မောလိုက်တာအမလေးအေးအိမ်လေးကတော့လာတာပဲထဲဝင်ကြည့်အောင်မဒါပါလေအော်အဲ့ဒါအမွေစေးကြီးချိုးခဲမလားအမွေစေးနဲ့ဝဲဝရပဲပြအောင်ညာတကားပေါ့ဖွေဖို့ပါဟဲ့ကြီးချိုးလို့ရတယ်ဒါပါလေဘာမှမရှိဘူးโอเคแต่မမီးမွေးလို့ရလားရတော့မရဘူးလာဒါပါခိုင်းလေအော်အခဲမဟုတ်တာသူဟာရလာမိုက်တယ်အဲ့မှာခန်းရှာလားဟာဟုတ်တယ်မရှာရလာတော့မယ်ငါပိုက်ရှာနေပြီလာပိုက်ရှာနေပြီလားဟုတ်တယ်ကွာခုနကနေပြည့်စကားတော့ရေရရမယ်နော်ကဲဒီမှာနေခဏထိုင်နေအောင်โอเคထိုင်ဆောင်နေမယ်နော်တော်ပြီမထိုင်တော့ကိုနားစီနာရှောက်သွားအောင်မေပြေမထွေးနဲ့တော့နော်โอเคတိတ်ကစားမယ်မလေးရှုခင်ရတရားလိုက်တာဘာပြေးလာတာလဲတော့ဆိုလေโอเคရှုခင်မယ်ထိုင်ကြည့်တော့မယ်မလေးငါတော့မလေးပါရရှာလိုက်တာဒါဘဒူးလေဝဲပြေးဒီကမဘာရီမဲမသိလိုက်မရမယ်လိုက်ပြေးမလေးပြေးမရတော့ညနေမှလည်းချွေးတွေပါထွေးအေးရောက်တော့မယ်ပြေးတော့ပါစေမောလိုက်တာသူပြေးမြင်လိုက်တာဟဲ့မာရှာဘာလုပ်နေရလဲဆင်းလာโอเคဘိုက်ရှာနေပြီမာရှာဘိုက်ရှာနေပြီလားဘာရင်မှမရှိဘူးကွာဒီပေါ်ထက်တော့မယ်ပြင်းပြေဟိုနာဒီနာလေးအခန်းတဝိုင်းမှာရှောက်သွားလိုက်အောင်မယ်အိတ်တော့မယ်ဟာသူကအိတ်သွားပြီငါရှောက်သွားအောင်မအမလေးဘိုက်တယ်လေတော့ဒီလောက်ပါပဲပိုင်းနဲ့မရှာပါဖြစ်တွေ့သည့်ချင်းတော့ဒီ channel လေးကို like ရ subscribe လုပ်ပေးသွားကြပါဦး bye bye